ကျွန်တော်ဖေငယ်ကကြုံတွေ့ခဲ့ရတဲ့နောက်ပြီးတစ်စေပူးကက်ချင်းဒီဇလန်လေးကကျွန်တော်ဖေအသက်14နှစ်အရွယ်အိန္ဒိယမှာနေစဉ်တုန်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်လေးပါကျွန်တော်တို့ဖေမိသားစုကတစ်တော်ရီဝင်းရံဆက်ဆက်နဲ့ကြီးလက်တော်ရွာလေးတော်မှနေထိုင်ကြတယ်ကျွန်တော်ဖေရဲ့အိမ်နဲ့အိမ်ကြီးချင်းအိမ်တွေကနီးနီးကက်ကက်ရှိနေခဲ့ပြီးတော့တအိမ်နဲ့တအိမ်လေးကလူသားစင်းချက်လေးနဲ့ဆက်သွယ်ထားတယ်အဲရဲ့အနောက်တကားနေပြီးတော့အိမ်ကြီးချင်းတွေရဲ့အိမ်နောက်ဖေးကိုတွာလာလို့ရပါတယ်ကျွန်တော်ဖေအိမ်နဲ့အိမ်ကြီးချင်းအိမ်တွေမှာအိမ်မှုကိစ္စတွေကိုလုပ်ကင်ဖို့အိမ်ဖော်အမြောက်များရှိပါတယ်အိမ်ဖော်ရီအားလုံးထဲမှာတူတူချာချာဖော်ရတဲ့မျက်နှာထားရှိတဲ့ကောင်မလေးတစ်ယောက်ရှိတယ်အဲဒီကောင်မလေးကိုကျွန်တော်ဖေအိမ်မှာလက်ဆက်တိတ်နွားနုချိုရဖို့အတွက်နေတိုင်းနွားနုညှစ်ခိုင်းလို့ရှိတယ်ဒီနေ့မှာကောင်မလေးကသစိမ်းတယောက်ရဲ့အဖြူမူပုံစံနဲ့အိမ်ထဲကိုလမ်းလျှောက်ဝင်လာခဲ့ကောင်မလေးရဲ့မျက်နှာကဖြူဖဲဖြူတော့မျက်နှာထားဖြစ်ပြီးတော့သူမကလုံလုံပင်ပန်းနေတဲ့လိုပုံစံနဲ့ခြေထောက်ကိုဒရွတ်တိုက်ဆွဲပြီးဝင်လာခဲ့တာကျွန်တော်အဖွားကသူမကိုမြင်တဲ့အခါမှာမင်းပါလို့နေရလေမိရဲ့အပြစ်မှုတွေကိုပြစ်လိုက်စမ်းတခြားအမိတွေကိုတတ်ကုတ်လိုက်အောင်လို့ပြောလိုက်တယ်အဲဒီခါမှာသူမကတခြားအိမ်နေချင်းအိမ်တွေကိုလေခုနကလိုပုံစံတိုင်းမဲ့လမ်းလျှောက်သွားပြန်နေကျွန်တော်ဖေကအဲ့ဒီဖြစ်ပျက်ကိုကြည့်ပြီးတော့စဉ်းစားနေခဲ့ခဏကြာတော့ကျွန်တော်ဖေကအော်တဲ့တခုနဲ့လူတွေရဲ့မြန်လာဆိုတဲ့အတန်ကိုကြားလိုက်ရတယ်ကျွန်တော်ဖေနဲ့မိဘတွေကအိမ်နေချင်းအိမ်ကိုအပြေးလွှာရောက်သွားတဲ့အချိန်မှာအဲ့ဒီအိမ်ရဲ့အိမ်ဖော်ရီဖြစ်တဲ့တန်မာရီလူကြီး၃ယောက်ကကျမ်းပြင်ပေါ်မှာခုနကောင်မလေးကိုဖမ်းထိန်ထားမြင်လိုက်ရတယ်သူမကိုတန်မာအကောင့်တဲ့လူကြီးတွေထိထားပြီးမိသူမရဲ့လက်တွေနဲ့ခြေထောက်တွေဟာရက်ကန်လှုပ်ရဲနေခဲ့သူမကိုကြံပြစ်မှာလဲပြီးထိန်ထားရကြနေသူမကလက်ကူစွာနေပဲလွမြောက်ရင်ခနေခဲ့ကျွန်တော်အဖွားကပယောဂဆရာကိုသွားခေါ်ဖို့အော်ပြောလိုက်တယ်အဲ့ဒီချိန်မှာကျွန်တော်ဖေကလူတွေကြားတရနေသူမကနှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာကိုခံစားနေရတာဖြစ်နိုင်တာကြောင့်တကယ့်ဆေးဆရာဝန်နဲ့ပြဖို့လိုတယ်လို့အော်ပြောလိုက်ပြီးမြဲဘယ်သူမှနားမဝင်ခဲ့ကြပါဘူး15မိနစ်လောက်ကြာတော့ပယောဂဆရာရောက်လာခဲ့တဲ့အချိန်မှာကောင်မလေးကလှုပ်ရဲရင်ကနေတော့မို့ထိန်ချုပ်ထားတဲ့တုံးမေးဖြစ်ပါတယ်ပယောဂဆရာကကောင်မလေးရဲ့အနေထားကိုကြည့်ပြီးတော့စုပ်ပြတ်ချက်တစ်ခုချလိုက်တယ်ပေါ့ပယောဂဆရာကကောင်မလေးရဲ့စပင်းနှစ်ဖက်လုံးသူမရဲ့ပါနာမှာရွယ်ပင်လိုရှက်ချီလိုက်ပြီးတော့မန်မော့လိုက်တယ်ကျွန်တော်ဖေကတော့ကောင်မလေးကဝေဒနာအမှန်တကယ်ခံစားခဲ့ရတာဒီလူတွေကဘာရီများရှောက်လုံနေတာပါလေဆိုပြီးတွေးနေခဲ့ဒါပေမဲ့လေခဏကြာတဲ့ခါမှာသူမကကြံပြေမှာလှုပ်ရဲနေတာနေရက်သွားခဲ့ပေမဲ့သူမရဲ့မျက်လုံးကပြူးကျနေခဲ့ပြီးတော့အဲ့ဒီညမှာပဲလှည့်လျောင်းနေခဲ့ပယောဂဆရာကတော့ကောင်မလေးရဲ့စပင်းကိုစုပ်ခိုင်းထားတော့ဖြစ်တယ်ပြီးတော့ပယောဂဆရာကမင်းပဲတစ်ပင်ရနေလာခဲ့တာလေဆိုပြီးမေးပေမဲ့ကောင်မလေးကဘာမှပြန်မဖြေပဲတိတ်ဆိတ်နေခဲ့ပယောဂဆရာကနောက်တစ်ချိန်မင်းပဲတစ်ပင်ကနေလာခဲ့တာလေမင်းငါ့ကိုပြန်မဖြေငါမင်းကိုဒီပလီနဲ့ထည့်ပြီးတော့ပိတ်ထားလိုက်မယ်ဆိုပြီးပြောလိုက်တယ်ကျွန်တော်ရဲ့ဖေကပယောဂဆရာကြီးပြောတဲ့ကြားပြီးအနည်းငယ်စဝေးစွာဖြစ်သွားခဲ့အခုခါမှာအိမ်နေချင်းလူအယောက်30လောက်ကစုယုံနေခဲ့ပြီးတော့ကောင်မလေးကိုဝိုင်းကြည့်နေခဲ့ကောင်မလေးကပြုံးကနေမတက်ရလိုက်တဲ့အချိန်မှာလူအုပ်ကအုပ်အော်တောင်းနေဖြစ်သွားခဲ့ပယောဂဆရာကကောင်မလေးရဲ့စပင်းကိုကင်ထားရာကနေလှုပ်ပေးလိုက်တော့သူမကလူအုပ်ကိုဖေးပြီးတော့တော်ရိတ်ကိုလမ်းလျှောက်သွားတယ်ကောင်မလေးကတစ်ပင်တပင်ရှေ့ရောက်တော့ရက်လိုက်တယ်ကောင်မလေးရုတ်တရက်မိလေသွားပြီးတော့နိုးလာတဲ့အချိန်မှာသူမရဲ့ငကိုပုံစံတိုင်းပြန်ဖြစ်သွားတာကိုရှင်းရှင်းလေးလေးမြင်လိုက်ရတယ်ကောင်မလေးကသူမကိုဘာလို့လူတွေအများကြီးဝိုင်းနေတာလဲလို့မေးတဲ့အခါမှာပယောဂဆရာကကောင်မလေးကိုဘာဖြစ်ခဲ့တာလဲမေးတော့ကောင်မလေးကညကသူမရဲ့အမေသူမစီအလေးလာထောက်မြင်လိုက်တယ်လို့ပြောလိုက်တယ်တကယ်တော့ကောင်မလေးရဲ့အမေကသူမကိုမွေးပြီးတိတ်မချခင်မှာယထာတစီကြောင့်တိတ်ဆုံးသွားခဲ့ရကြပြီဖြစ်ပါတယ်အိန္ဒိယနိုင်ငံရဲ့နေရာတော်တော်များများမှာညောင်ပင်တွေရဲ့အနီးအနားမှာနေထိုင်တော့တားမြစ်ထားပါတယ်တစ်ပင်အားလုံးတော့မဟုတ်ပါဘူးကျွန်တော်ဖေကအဲ့ဒီဖြစ်ပျက်ကိုရွာတွေကယူမိုက်တဲ့လူတချို့ကအသေးစိတ်ကွက်ချချစီစဉ်ထားပြီးတော့အပီပြင်းတရုပ်ဆောင်နောက်ပြောင်ထားတဲ့ရဲစရာပြက်လုံးအဖြစ်ပျက်တစ်ခုပဲလို့ကျွန်တော်တို့ပြောပြခဲ့ပါတယ်ဒါပေမဲ့လည်းကျွန်တော်ဖေလို့မတွေးမိပါဘူးကျွန်တော်ကတော့အဲ့ဒီညကကောင်မလေးရဲ့အမေကသူမစီကိုအမှန်တကယ်လာလေတယ်လို့ပဲထင်မိပါတယ်